ညီမတို့ system မှာပေါ့နော်ဒီ payroll calculation လုပ်တဲ့အခါမှာဒီ payroll group တွေနဲ့ခွဲပြီးတော့access တွေပေါ့နော် access controller တွေခွဲဝေပြီးတော့သတ်မှတ်တော့မယ်ဆိုလို့ရှိရင်ဒါညီမတို့ရေအရင်ဆုံးအနေနဲ့ပေါ့နော်ဒီ organization setting သွားပြီးတော့ setting လေးတွေ on ပေးရမှာဖြစ်ပါတယ်ရှင်ဆိုရင်ညီမအရင်ဆုံး organization setting တွေကနေပြီးတော့ base setting လေးတွေကိုသွားပြီးတော့ enable လုပ်တယ်ဆိုတာကိုပြပေးမယ်ရှင် organization setting ကိုရိုက်ရှာလိုက်ပြီဆိုတာနဲ့ညီမတို့တွေကဒီ control F နဲ့ပေါ့နော်ဒီ payroll approval အဲ့ဒါကိုလိုက်ရှာလိုက်မယ်ပေါ့ဒါလို့ရှိရင် enable payroll approval ပေါ့နော် enable payroll approval ဆိုတဲ့ field လေးကိုညီမတို့က enable လုပ်ပြရမယ် ticket လေးကို on ပြီးတော့ပေါ့နောက်ပြီးတော့ဒီ enable payroll approval ဆိုတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီ payroll တွေတွက်တဲ့အခါမှာပေါ့နော်HR ဘက်ကနေပြီးတော့ payroll တွက်လိုက်မယ်ပို့လို့ရှိရင်သူက approval ကိုပို့လိုက်ပြီဆိုလို့ရှိရင် approval ဘက်ကနေ approve ပေးမှဒါဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်ပေးနှိပ်လို့ရမယ်ပေါ့နော်ဝန်ထမ်းတွေစီကိုပေးနှိပ်လို့ရမှာဖြစ်ပါတယ်ရှင်ပြောလို့ရှိရင်နောက်ထပ်တစ်ခုကကြတော့ဒီ enable separate access control for payroll ဆိုတာလေးလည်းရှိတယ်ဒီကောင်ကကြတော့ဘယ်လိုမျိုးအလုပ်လုပ်တာလဲဆိုလို့ရှိရင်ဒါအကယ်၍ပေါ့နော်ဒီ payroll data တွေကိုဘယ်ဝန်ထမ်းကပဲ specific ပေါ့နော်ဘယ်ဝန်ထမ်းကပဲမြင်ပိုင်ခွင့်ရှိရဆိုတာမျိုးကိုညီမတို့က setting လေးနဲ့သတ်မှတ်ပေးခြင်းနဲ့ဆိုလို့ရှိရင်ဒီကောင်ကိုပါဒီ enable ပေးရမယ်ပေါ့နော်ဒီ ticket လေးနှစ်ခု on ပြီးတော့ညီမတို့တွေsave ဆိုတဲ့ကောင်လေးကိုနှိပ်ပေးရမယ်ပေါ့အဲ့ခါကျလို့ရှိရင်ဒါညီမတို့တွေက payroll တွက်တဲ့အခါမှာ payroll approval လည်းသုံးမယ်ပို့လို့ရှိရင်ဘယ်သူတွေကတော့ဒီ payroll screen ကိုပေါ့နော်ဒီ payroll data တွေကို access ရမယ်ဆိုတာလေးကိုညီမတို့ကဒီမှာသတ်မှတ်ပေးလိုက်တာပေါ့ဒါတော့ပထမဆုံးအနေနဲ့ပေါ့နော်ပို့လို့ရှိရင်နောက်ထပ်တစ်ဆင့်အနေနဲ့ကကြတော့ဒီညီမတို့ payroll group တွေ create လုပ်ပေးရမယ် payroll group ကဘယ်ကနေ create လုပ်ပေးလို့ရတယ်ဆိုလို့ရှိရင်ဒီ configuration ဆိုတဲ့ module အောက်မှာပေါ့နော် employee ညီမတစ်ချက်ပြပေးမယ် employee master setup ဆိုတာလေးရှိတယ် employee master setup ကိုညီမတို့တွေကဒီကနေလာပြီးတော့ payroll group လေးတွေလာပြီးတော့ create လုပ်ပေးလို့ရတယ်ရှင်ဆိုပါစို့ပေါ့နော်ညီမတို့တွေကဒီ payroll group တစ်ခု create လုပ်တော့မယ်ဆိုလို့ရှိရင်ဒီ employee master setup မှာရှိတဲ့ဒီညာဘက်ထောက်ဆုံးလေးမှာရှိတဲ့ add new လေးကိုနှိပ်ပေးရမယ်add new မှာဆိုလို့ရှိရင်ညီမတို့ master type တွေကတော့အများကြီးရှိရပေါ့နော်လောလောဆယ်ကညီမတို့ကဘယ်အတွက်လဲဆိုလို့ရှိရင် payroll group အတွက်create လုပ်ပေးမှာဆိုတာဖြစ်တဲ့အတွက်ပေါ့နော် payroll group ကိုရွေးလိုက်မယ်ဘာလို့ရှိရင်ညီမတို့ create လုပ်ပေးခြင်းနဲ့ payroll group name လေးပေါ့နော်ဆိုပါစို့ပေါ့ညီမတို့ကlocal ဆိုတဲ့ payroll group လေး create လုပ်မယ်ဆိုလို့ရှိရင်ဒါညီမတို့တွေ name လေးကိုlocal ဆိုလို့ထားပြီးတော့ save လိုက်မယ်ပေါ့နော်ဒါဆိုရင်ညီမတို့ payroll group မှာ local ဆိုတဲ့ payroll လေးပေါ်လာမှာဖြစ်ပါတယ်ရှင် payroll group name လေးပေါ့နော်ဒါတော့ဒီ payroll group ကိုလာပြီးတော့ create လုပ်တဲ့နေရာလေးပေါ့ဒါလို့ရှိရင်ညီမတို့ကနောက်ထပ်အဆင့်3အနေနဲ့ပေါ့နော် payroll group ကတော့ create လုပ်သွားပြီအဲ့ဒီ payroll group မှာဘယ်သူက approver ဖြစ်မလဲပေါ့ဘာလို့ရှိရင်ဘယ်သူတွေက access ရမလဲပေါ့နော်ဘယ်သူတွေကကြည့်လို့ရမလဲဆိုတာမျိုးကိုဘယ်ကနေသွားပြီးတော့သတ်မှတ်ပေးရမှာလဲဆိုလို့ရှိရင်ဒီ compensation and benefit ပေါ့နော်ဒါဆိုရင်ဒါ payroll module ပဲပေါ့ payroll module အောက်မှာရှိတဲ့ဒီ payroll group and access control ဆိုတဲ့ screen လေးကနေသွားပြီးတော့ညီမတို့တွေကsetting လေးသတ်မှတ်ပေးရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါကတော့ဒီ system ထဲမှာလောလောဆယ်create လုပ်ထားတဲ့ကောင်တွေကိုမြင်ရမယ့် view လေးပေါ့ဒီမှာဆိုလို့ရှိရင်ညီမတို့ group name ရှိမယ် approver ရှိမယ် access controller ရှိမယ် group name ကတော့ဒါခဏတော့ညီမတို့ create လုပ်ခဲ့တဲ့ group name တွေပြီးတော့လို့ရှိရင် approver ပေါ့ approver ကကြတော့ဒီ payroll ကိုပတ်သက်ပြီးတော့ပေါ့နော် approve ပေးမယ်သူရဲ့name ပေါ့နော်ဒီမှာလာပြီးတော့ပေါ်နေလိမ့်မယ်ပြီးတော့လို့ရှိရင် access controller မှာကြားလို့ရှိရင်ဘယ်ဝန်ထမ်းတွေကတော့အဲ့ဒီ payroll group ပေါ့နော်ဒီ payroll group ရဲ့ data တွေကိုမြင်ပိုင်ခွင့်ရှိပါတယ်ဆိုတာမျိုးကိုဒီမှာလာပြီးတော့သတ်မှတ်ပေးထားတာဖြစ်ပါတယ်ရှင်အဲ့ဒါကိုမှညီမတို့ကခဏတော့ညီမတို့create လုပ်လိုက်တဲ့ local ဆိုတဲ့ payroll group တော့ပေါ့နော် approver နဲ့ access controller ထည့်ချင်တယ်ဆိုလို့ရှိရင်ဒါညီမတို့ဒီ add new ဆိုတဲ့နေရာလေးကနေတွားလိုက်လို့ရတယ်ပြီးတော့လို့ရှိရင် group နေရာမှာဆိုလို့ရှိရင်local ဆိုတဲ့ group ကိုရွေးလိုက်မယ်ပေါ့နော်ရွေးသွားလို့ရှိရင်ဒီအောက်မှာ add to approver to group နဲ့ access controller to group ဆိုတာမျိုးနှစ်ခုလေးကြာလာပေးရဲ့ box ညီမတို့တွေဒီ approver နေရာမှာပေါ့နော် approver ကိုထည့်တဲ့နေရာမှာဆိုလို့ရှိရင် function နှစ်ခုရှိတယ် vertical နဲ့ horizontal ဆိုပြီးတော့ရှိတယ်သူကလည်း leave တွေလိုမျိုးပဲ vertical ဆိုလို့ရှိရင်ဒါဆိုပါစို့ပေါ့နော်ဒါညီမတို့တွေက approver ကို2ယောက်ထားမယ်ပေါ့2ယောက်ထားမယ်ဆိုလို့ရှိရင်ညီမတို့က2ယောက်ထားပြီဆိုပါစို့ vertical နဲ့သွားမယ်ဆိုလို့ရှိရင်ဒါသိကြတယ်ညီမတို့ကဘယ်သူက first approver ဖြစ်ရမှာလဲ second approver ဖြစ်ရမယ်ဆိုတာကိုသတ်မှတ်ပေးရမယ်ပေါ့နော်အဲ့ဒါကိုညီမတို့ဒီ rank ကနေလာပြီးတော့သတ်မှတ်ပေးလို့ရတယ်အကယ်၍ဒီဝန်ထမ်းကိုပေါ့နော်ညီမ first approver ဖြစ်ချင်တယ်ဆိုလို့ရှိရင်သူ့ rank နေရာမှာ1လို့ထည့်ပေးလိုက်မယ်ပြောလို့ရှိရင်နောက်ထပ်တစ်ယောက်ကို2လို့ထည့်ပေးလိုက်မယ်ဆိုရင်ဒီကောင်ကတော့ဒီ first approver ဖြစ်ပြီးတော့နောက်ထပ်ဒီဝန်ထမ်းကတော့ပေါ့နော်ဒါ final approver ဖြစ်လိမ့်မယ်ရှင်အဲ့ဒါ vertical function နဲ့သွားတာပေါ့နော်ဒီ first approver ကဒါ approve ပေးလိုက်မှဒါ approve ပေးလိုက်တယ်ပေါ့နော်
ပို့လို့ရှိရင်ဒီ second approver စီရောက်မယ်ပေါ့ second approver approve ပေးလိုက်တော့2ယောက်လုံးစီက approve ရတော့မှဒါဒီ payroll က approve ဖြစ်ပြီးတော့ဝန်ထမ်းတွေကို pay နှိပ်လို့ရမှာအဲ့လိုမှမဟုတ်ဘဲနဲ့ဒီ first approver ကတော့၎င်း second approver ကတော့၎င်းပေါ့နော် reject ချလိုက်မယ်ဆိုလို့ရှိရင်သူက payroll ကိုတော့ဒီ pay နှိပ်လို့ရမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးလေးရှိမယ်ရှင်အဲ့တော့မှညီမတို့တွေကဒါကတော့ vertical နဲ့သွားတာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ horizontal နဲ့သွားမယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒီ2ယောက်တည်းကတယောက်ကနေရတာ approve အရင်ဆုံးပေးလိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ကဒီ payroll data တွေကပေါ့နော်ဝန်ထမ်းဘက်တွေကို pay နှိပ်လို့လည်းရသွားမှာဖြစ်ပါတယ်ရှင်ဒါကတော့2ယောက်ဖြစ်နေတဲ့အခြေအနေမှာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ညီမတို့က approver 3ယောက်ထားမယ်ဆိုလို့ရှိရင်လည်းဒီ app ပတ်တန်လေးကနေပြီးတော့ပဲနှိပ်ပြီးတော့ပေါ့နော်ကိုထဲမဲ့ဒီဝန်ထမ်းနေတွေကိုလာထည့်ပေးလိုက်လို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ညီမတို့တယောက်တည်းထားမယ်ဆိုလို့ရှိရင်လည်းဒါဒီပြောမယ်ဆိုလို့ရှိရင်ဒီ delete button လေးကနေပြီးတော့ပေါ့နော် delete ချလိုက်လို့ရတယ်ရှင်ပြီးတော့လို့ရှိရင်ဒီအောက်မှာရှိတဲ့ access controller ဆိုတဲ့ box လေးရှိရပေါ့နော်ဒီ access controller ကြတော့ညီမခဏရှင်းပြခဲ့လိုမျိုးလေးဒီ payroll group ပေါ့နော် local ဆိုတဲ့ payroll group ရဲ့ data တွေကိုမြင်ပိုင်ခွင့်ရှိတဲ့လူတွေပေါ့ access ရမယ့်လူတွေကိုဒီမှာထည့်ပေးတာပေါ့တကယ်၍တော့ပေါ့နော်တခြားသူက approve တော့ပေးစရာမလိုဘူးဒါပေမဲ့ data တွေကိုမြင်လို့ရစေခြင်းမြင်စေခြင်းနေဆိုလို့ရှိရင်အဲ့ဒီဝန်ထမ်းတွေကိုညီမတို့က data ကိုပေးမြင်မယ်ပေါ့နော် access ပေးမယ်ဝန်ထမ်းတွေကိုဒီမှာလာပြီးတော့ထည့်လိုက်လို့ရတယ်ပြောလို့ရှိရင်ဒါညီမတို့ဒါ save လိုက်ရတယ်ရှင်ဒါဆိုလို့ရှိရင်ညီမတို့တွေsave ပြီးသွားပြီဆိုတာနဲ့ဒီ screen မှာပေါ့နော် local ဆိုတဲ့ payroll group လေးမှာဒီ approver က super admin ဆိုပြီးတော့ရှိနေမယ် access controller ကတော့ဒီလူတွေဆိုပြီးတော့ပြောက်ပေးမှာဖြစ်ပါတယ်ရှင်ဒါကတော့ဒီညီမတို့တွေ system မှာပေါ့နော် payroll တွက်တဲ့အခါမှာ payroll group နဲ့တွက်ပြီးတော့ဒီအကယ်၍ပေါ့နော် payroll approver တွေ access controller တွေထည့်လဲ process လေးကိုပြပေးတာဖြစ်ပါတယ်ရှင်